တို့ကြဘယ်လိုလုပ်ပြည့်ပိုးတယ်ဆိုတာမရှိဘူးလိုက်ရောက်ပြတာလိုက်ထိုးရတယ်တို့တွေကသူ့နာမည်ကမသိဘူးအခုကျတော့နင်တို့ကဝဲနေကြဟာနင်တို့အိမ်ငါတည်တာနင်တို့အိမ်ကိုလာပို့လိုက်တာရတယ်ငါပိတ်တာမိုင်းမင်္ဂလာပါမင်္ဂလာပါဘာဒီရောင်းလဲမိုင်းနွားတို့တကြားကြိုက်တဲ့လူတကြားပေါ့နော်တကြားမကြိုက်တဲ့လူစားပေါ့ဖြည်းဖြည်းတော့ပူတယ်2000 50သား9000အဲ့ဒီဒီခွက်နဲ့အဲ့ခွက်နဲ့ဆိုရင်တစ်ခွက်ကို2000မလိုက်နဲ့ဆိုရင်3000မလိုက်နဲ့ပါ ကြာပြီနှစ်40ရှိပြီမွားလို့ပဲရောင်းဟုတ်တယ်စစချင်းတော့ဘယ်လောက်နဲ့ရောင်းလဲစချင်း9ချက်အခု2000ပြည့်သွားပြီမိုင်းမွားလို့ပါလေဒါကြိုပြီးသားဒါခုနကကြည့်ဖြူလောင်ဟုတ်တယ်အော် तू ကမီးနဲ့ကြိုတာလေအကြက်နာလို့မနက်ထက်ကရောင်းနေတာကြိုတယ်အခု9နာရီ10နာရီဆိုတော့ကြိုချိန်က9နာရီ6နာရီဆိုတော့တောက်လို့ကောင်းတယ်ဝင်းမသွားဘူးအကြက်နာတော့နိုးကညမနဲ့ညစ်တာလေဒါညနေနိုးဒီအစိမ်းကမနဲ့နိုးညနေနိုးဆိုတော့ညနေတွေကကြိုတာအခုဒီမှာကျတော့နှွေးတဲ့သဘောပေါ့ညနေကအိမ်မှာကြိုလာပြီးသားကြိုတာပြီးသားအိုးလိုက်ယူတာနိုးဘုံနဲ့ထည့်လာတာဒီရောက်တော့တုံပြီးတော့အစိမ်း9000စိတ်ရအောင်ဘယ်လိုရောင်း9000မနက်4နာရီညစ်တာမနက်4ညာလေးနှစ်ခါညစ်ရတယ်လက်ဆက်ဆက်ဟုတ်တယ်ချောင်းနေပါလေစစတော့ကတိတ်မကုန်ဘူးအခုမှပူကုန်60လောက်ကုန်ဒီဟာကြီးဟုတ်တယ်ကြိုတာကြီးပဲအစိမ့်မပါအကုန်လုံးအစိမ်းရောအကြက်ကောဘာလို့တမျိုးလဲရောင်းတော့ကြာပြီထောင်းလာလဲကြာပြီတို့ခက်ခဲမျိုးကြုံရတယ်ထမင်းမစားရတယ်မပူ3-4တောင်းမြတ်တဲ့ဝယ်ချမ်းသွားတယ်ကုန်တာပဲ4-5တောင်းကဒီအလုပ်ပဲလွယ်တယ်ဘယ်အလုပ်ကလွယ်လို့3-4တောင်းမြတ်တဲ့ဝယ်ချမ်းသွားတယ်ပြီးရောတနေ့စားကလေးတွေကြောင်းထားရတယ်ပိုတော့မပူဘူးကလေးတွေပိုတာပေါ့ကလေးရဲ့ဘတ်တင်သွားတော့တနေ့စားကြည့်ဟုတ်တယ်ဖူလုံးနေစားသမီးရောရှိလားရှိတယ်2ယောက်ယောက်ျားလေး1ယောက်မိန်းကလေး1ယောက်ကျောင်းနေပြီးသွားကြမပြီးသေးဘူးအငယ်မ10တန်းကောင်လေးရတတရနှစ်ဒီမွားလို့ရောင်းနေဝင်နေပဲသူတို့အကြောင်းဟုတ်တယ်စီကန်းနဲ့တော့လောက်ရတာပေါ့ချွတ်တတ်ဟုတ်တယ်ဝမ်းလို့ရတယ်2000မာကြီး9000ကြိုပြီးသားအစိမ်ရောကြိုက်တာယူစားနဲ့တရားနဲ့ဘာနဲ့ပို့တော့ကြရများလဲတချို့ကြတော့လည်းအချို့မကြိုက်ဘူးစီးကြိုသမားဟိုလေစားနဲ့တောက်တယ်တချို့ကြလည်းကလေးတွေကြတော့လည်းအချို့ကြိုက်တယ်မဒါတော့မှနေရောညအောင်မနာဘူးအဲ့တော့ယောက်ျားကသွားညစ်တာမိုင်းနေရောညအောင်မနာမိုင်းမနဲ့ဈေးမှာရောင်းရောညနေကြတော့ဟိုလေညနေ4နာရီဆိုပြန်ညစ်ကြတာနို့ရောင်းတရရောင်းတယ်အိမ်ရှိမှာအိမ်ရှိတော့ပြင်လာတယ်ဟိုနဲ့မြောက်တို့ကုန်း33ရက်ကွက်9မောင်ဖျားလဲအဲ့မှာညနေဆိုဝယ်လို့ရတယ်77ဂိတ်ရှိမှာဒါချန်ထွက်တော့အစ်စ်ဟုတ်တယ်ကောင်းလို့လာဝယ်တာပေါ့ဒီဖောက်တယ်ကြားလာတချို့ဆိုပြီးစင်တောက်လေးကိုက40ရှိပြီဆိုတချို့ဆိုအိမ်အောင်ရသားတောက်ကြာသွားပြီအခုထိဖောက်တယ်မြဲတော့ဘာသိချင်လဲအမိုင်းရောင်းတယ်အမိုင်းဘယ်ရရောင်း15နှစ်ထွက်မယ်ဘယ်မှာ55ပါဟုတ်တယ်နွားတို့ထက်တော့ကျွန်တော်အများကြီးတော့ရင်ထဲမှာဘလို့ခံစားရလဲပြောတာပေါ့မကုတ်ဝေးလာကြည့်လေရှိတာပေါ့တခါလေကြာလဲနည်းနည်းပါးပါးပိုးနေတာပိတ်ရက်ကပိုးစီတယ်ဟိုဒီနေ့အပုံစံကိုပြရင်မိုးရရွာတော့ဝဲသူတော့မရှိဘူးပိုးနဲ့နွားတို့ကြဘယ်လိုလုပ်ပြပိုးတယ်ဆိုတာမရှိဘူးလိုက်ရောက်ပြတာလိုက်ထိုးရတယ်တို့တွေကသူ့နာမည်ကမသိဘူးအခုကျတော့နင်တို့ကဝဲနေကြဟာနင်တို့အိမ်ငါတည်တာနင်တို့အိမ်ကိုလာပို့လိုက်တာရတယ်ငါပိတ်တာအိမ်နဲ့ရောက်စားပဲပေါ့ဟုတ်တယ်ကိုကဗမာနေလဲဆိုတော့အကုန်သိတယ်
ကြောက်ပြီ အပလေတက်စီနဲ့လာတာတက်စီအပြီးငားတာဒါလာချုပ်3,600ပြန်ရင်ဒါတွေဒီမှာထားပခဲ့တာ14နဲ့ပြန်14ရချောင်းလို့ပြန်သေးသွားတာအတော်ပြန်တက်စီဆိုရင်တော့မွဲရကြီးတဲ့နွားကြအမောင်နေမွေးတာသူ့အိမ်အောင်နဲ့သူကိုကသူ့ရှိကဖောက်တယ်ယူတာမြောက်တကုံမှာမွေးတာ သူကရောအမကြီးနေတခြားလူတွေကပေးနေ မပေးတော့ကျွန်တော်ပဲယူတာညမနဲ့တာရင်နာရေးတော့နားလို့မရဘူးနိုးကနှိမ့်တိုင်းညစ်ရအော်ပျော်တာဗောဈေးရောက်လိုက်ပျော်လိုက်ဝယ်ချမ်းသွားလိုက်အေးရောက်ချက်လိုက်ပြုတ်လိုက်စားလိုက်တာပဲ အော်တိုင်းပါဖုန်းဆက်မှာရက်တော့ပြီလား ပို့ပြီးတယ် အနည်းဆုံးဘယ်လောက်ဆိုင်ယူလဲ ဘာလို့ကြိုက်တဲ့လောက်ယူ သွားပို့ပြီ ဝေးမပို့ဘူး ဒီကိုလာယူပြီးနောက်တစ်ခုလာယူပေါ့ အေးဟုတ်တယ်ကြိုက်တဲ့စီလာယူ ဒီဖုန်းနံပါတ်လေးပြပြပါအော်ဒါမှာ 6ခု155 2539ခု အမချောင်းနဲ့နေရ ထီတန်းစေးလေ ဟုတ်လေစီးရတဲ့အချိန်ကြီးပဲလေ ထီတန်းစေး9လမ်းထိပ် မိုင်းဆိုင်ကသူတို့ပေါက်စနာလေးရတယ်ခုချိန်ကြီးနှစ်ပေါင်းများအားပေးရတယ်ဖုန်းတယ်လို့ပြောချင် ဩကျေးဇူးတင်တယ်ဗော မားတို့လာအားပေးလို့တော့ထောက်တယ်တိခေါ်ပြီးအမိုင်းကတော့အရန်ကောင်းတယ်ဆို အဲ့ဒါလင်းသားပြောလိုက် မားတို့အရန်စစ်ပါလေလက်ဆက်ဆက်သွားတော့ပြောပြလိုက်ပြီ အေးပါကျေးဇူးတင်ပါ ကျေးဇူးပါပါ ထိပဲယူရ